အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်တန်ကစားနေတဲ့တစ္ဆာအမှန်တင်တဲ့ ISP တင်တို့ရဲ့ပွဲစဉ်မှာလဲကျွန်တော်ထစ်တစ်ခုထစ်ခဲ့ပါတယ်ဒါကတော့တမယူကြထစ်စင်ပါပဲအဲဒီပါထစ်စင်လဲဆိုတော့ကျွန်တော်ပန်ဒီ area ထဲမှာ ISP တင်ရဲ့နောက်ခံလူလင်းလက်ဦးဘောလုံးကိုလက်နဲ့တားမိတယ်လို့ထစ်ခဲ့ပေမဲ့ကွင်းလဲတာကတော့ပန်တီမတက်မှတ်ပေးခဲ့ပါဘူးဒီထစ်ရက်ကိုရောပရိသတ်တီအနေနဲ့ဘယ်လိုများမြင်ပါတယ်လဲပန်ဒီတတ်မှတ်ရမှာလားမတတ်မှတ်ရဘူးလားဆိုတာတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုကွန်မန့်မှာမှတ်ချက်ပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်နေကတော့ပန်တီဖြစ်နိုင်ပါတယ်ဒါမဲ့ကွင်းလဲဒါတော့လက်မောင်းနဲ့ထိတာဆိုပြီးတော့ကျွန်တော်တစ္ဆာအမှန်တင်တော့ပြောပြီးတော့ပန်တီမတတ်မှတ်ပေးပါဘူးအားလုံးပဲကျေးဇူးတင်ပါတယ်ဒီထည့်ကပန်ဒီပေးသလားမပေးသလားဆိုတာတော့ပရိသတ်နေအောင်ကွန်မန့်မှာမှတ်ချက်ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ